ဒီနေ့ပထမနေ့နောက်ဆုံးအချိန်လေးပေါ့နောက်ဆုံးအချိန်လေးဆိုတော့မိမိတို့ဒီနေ့ပြန်ပြီးတော့၃ချိန်ကိုကောင်းကောင်းစဉ်းစားပြီးတော့ကြည့်လိုက်တော့ဒီဝေဒနာလေးပေါ်မှာတည်ကြတော့တာနောက်ပိုင်းမှာသူကတဲနေတယ်အဲ့တည်တာလေးကိုနောက်သဘောပေါက်လို့ပြုတ်သွားရင်လွတ်သွားမှာပဲအကျမ်းနေမဟုတ်ပါဘူးကောင်းကောင်းကြည့်တာဒိဋ္ဌိကအရင်တော့အယူမှားပေါင်းချီကိုလည်းနဲ့ကတ်ထားတာကိုကတ်ထားတော့အခုကဒီပေါင်းချီကိုလည်းဆိုတဲ့ဒိဋ္ဌိကဝေဒနာချုပ်တော့ပြုတ်ပြီးကြတော့ဝေဒနာပေါ်မှာတင်းနဲ့တောက်တဲ့ပေါ်မှာမဲကြတင်းနဲ့တောက်နေတာအခုသိခံနိုင်တာတော့ခံစားမှုသက်သက်ကလေးပေါ်မှာဒိဋ္ဌိကပြုတ်တော့အစွဲရဒိဋ္ဌိနဲ့နေကြတော့အစွဲရကြမ်းနေတယ်အဲ့ဒီအစွဲနဲ့ညှိနေကြတာကောင်းကောင်းကြည့်အဲ့တော့တည်ကြတာပဲဟိုဆရာလေးတွေကတော့သူတို့ကတော့သူတို့အလိုက်နဲ့သူတို့ကြတော့ဒီကွက်တွေမဟုတ်တရားကြီးတို့ကွက်တွေကြတော့ဝေဒနာပေါ်မှာညှိတာလေးတွေတွေ့တယ်ဒါပေမဲ့မကြောက်ပါနဲ့အခုမှပထမရေစက်ကရက်တဲ့နောက်ဆုံးရက်ရှိသေးတာကျုပ်မှာပဲဣန္ဒြေကလို့သကုံမျက်စိနာနာလေးအကုန်မနော်ဣန္ဒြေ6တန်လုံထားရင်အတွင်းဣဇဒစိတ်ကလေးဟာအပြင်မဲ့ထွက်လို့မရတော့ဘူးအတွင်းမှာပဲသူလှိမ့်ပြီးတော့ဒီဝေဒနာနဲ့တွေ့လိုက်ခံစားလိုက်တော့ကြောက်ကြံလိုက်ဟိုမျိုးမျိုးလုံးမှာပဲအဲ့ဒါလေးကစောက်မှုတော့စိတ်ရှိရှိနဲ့ရဲနဲ့သိခံလိုက်ရင်သဘောပေါက်လာပါလိမ့်မယ်ဒါကြိုက်လည်းတော်တော်လိုက်နေပါလားသိသားဦးမျိုးလွန်နော်သိသားလောက်ချိန်တန်းနေပြီနော်ဒါလေးချက်သွားရဲ့ဒီဝေဒနာချုပ်သွားရဲ့တမိုးရှိပါတယ်သူကအဖို့ဘုံခုပြတာတမာတိကျုပ်မဟုတ်ဘူးနော်ဉာဏ်ကျုပ်မဟုတ်ဘူးဉာဏ်ကျုပ်တွေပြနေတာတမာတိကျုပ်နဲ့လည်းဘုံမပြဘူးတမာတိကျုပ်နဲ့ပြရင်တော့လွယ်တာပေါ့ဒါပေမဲ့ဘာလို့မလဲဉာဏ်ကျုပ်ကြတော့လေဒီအာနာပါနရှုရင်းနဲ့ချုပ်တာလေဒါဉာဏ်ကျုပ်နဲ့လည်းမလွတ်သေးဘူးဉာဏ်ကျုပ်ကြမှာတကယ်အပိုင်လွတ်တယ်ဘုံလို့လည်းဉာဏ်ကျုပ်နဲ့ကြမှာပဲအပိုင်လွတ်သွားတယ်လေဟိုကျွန်တော်ရှုတယ်လွတ်တယ်အဲဒီရှုလေတဲ့ပုံမှာဝေဒနာမရှိဆိုငြိနေတဲ့နေလို့ကောင်းတယ်ဟိုဝေဒနာလေးရဲ့နာယီလေးကတဏှာကြီးလောက်ကြလာပြင်းတက်လာတရားရှုလာဟိုကနည်းနည်းဆိုတရားလေးချိန်ပြီးသွားတယ်နောက်ကြအလေးချိန်ပြတဲ့ဝေဒနာဓမ္မတာအာနာပါနဓမ္မတာဝေဒနာငါးမှုလားအာနာပါနရှုတက်သွားတာနောက်ပြီးတော့ဝေဒနာနဲ့အာနာပါနဇာတ်နဲ့ညီပြီးတော့တော့ဝေဒနာရှိမတူတော့နောက်ပြန်ဆင်းတော့ဆက်ရှုလေးပါဆင်းလိုက်သွားပြီးတော့ဝေဒနာလေးချုပ်ဇာတ်နဲ့ပြုတ်တင်းနေလို့ကောင်းတာပဲဒီနေရာအဲ့ဇံပြောတာပေါ့ဇံပြောနဲ့နေခဲ့ဒါပေမဲ့လို့ဒီဝေဒနာပေါ်မှာချုပ်လို့မရဘူးအခုဘုံဘုံဒီနေ့ကြားတဲ့တရားတွေကအဲ့ဒါဝေဒနာကိုဉာဏ်ချုပ်တွေတရားဒါပေမဲ့ဒီဉာဏ်နဲ့ခွန်နည်းတွေကြတော့နားမလည်သေးဘူးပေါ့နော်နားတော့မလည်သေးပါဘူးဘုံဘုံသိပါလားဒါပေမဲ့နားလည်လာလိမ့်မယ်တဖြည်းဖြည်းနဲ့ဘုံဘုံမျိုးနဲ့ပြသွားမှာပါဒါပထမနေ့မှာဘုံဘုံကြည့်တယ်ကြည့်လိုက်တော့လက်ွက်တွေဘုံဘုံဒီ၃ချိန်မှာတော့အနည်းတစ်ချိန်နေခင်းတစ်ချိန်နေခင်းတစ်ချိန်နဲ့ဆိုတော့ကြည့်ကောင်းနေရှင်းပြပါတယ်ဒီလိုပွဲမျိုးကိုအခုကဉာဏ်ပွဲဖြစ်နေတယ်သီလပွဲမဟုတ်ဘူးသမာဓိပွဲမဟုတ်ဘူးခံပွဲမဟုတ်ဘူးဉာဏ်ပွဲဖြစ်နေတယ်အဲ့ဒါကြောင့်မလို့သိချာယူတဲ့တိုင်းနဲ့မိမိတို့တာဝန်တော့ကစိတ်ရှိရမယ်ဇွေးရှိရမယ်သိခံနိုင်ရမယ်နော်ဒါပါပဲအဲ့ဒါသိခံနိုင်ရင်နောက်ဆုံးသူကနောက်ဆုံးပြီးတော့ပြုတ်သွားတာပါပဲတဖြည်းဖြည်းလုံးမပါသွားတာပေါ့လုံးမပါသွားပါလိမ့်အဲဒီတော့မှစိတ်ကလေးကလွတ်ကြံခဲ့ပါလိမ့်အဲဒီတော့မှသိကြပါလိမ့်ဒါကိုယ်တိုင်ဖြစ်ပြီးမှသိတဲ့ကိစ္စဘုံဘလို့ပဲမဖြစ်သေးတဲ့လူပြောနားမှာကြားတာပဲရှိတယ်ကိုယ်တိုင်မခံစားအောင်နော်မိမိကိုယ်တိုင်ခံစားရအောင်အဲတော့ကဲအဲဒီလည်းပြပါဒီလည်းရှိပါ